မင်္ဂလာရှိသောနေ့တလေးအတွက်ဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းရင်းခရစ်တော်၌ယုံကြည်သူမိသားစုများအားလုံးကိုမင်္ဂလာပါလို့ဦးစွာနှုတ်ခွန်းဆက်သလိုပါတယ်ဒီကနေ့ကျွန်တော်နဲ့တူကွာအသက်ရှင်တော်မူသောဖျားခင်နှုတ်ကပတ်တော်အားဖြင့်မိမိရဲ့အသက်တာဝိညာဉ်ရေးကိုပြန်လည်ဆန်းစစ်ဆင်ခြင်နိုင်ဖို့အလို့ငါရွေးချယ်ထားတဲ့နှုတ်ကပတ်တော်ကတော့ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အပိုက်ငယ်1ပဲဖြစ်ပါတယ်နှုတ်ကပတ်တော်မြတ်ကိုကြားနာကြပါစို့ယာယီတဲဖြစ်သောငါတို့မြေအိမ်သည်ပြက်လျင်ကောင်းကင်ဘုံ၌လူလက်ဖြစ်မလုပ်ဘဲဖယားသခင်ဖန်ဆင်းတော်မူသောနိစ္စထာဝရအိမ်ရှိကြောင်းကိုငါတို့သိကြ၏အသက်ရှင်တော်မူသောဖျားသခင်နှုတ်ကပတ်တော်ဖြစ်သောကြောင့်ကြားနာကြတဲ့မိသားစုဝင်များအားလုံးပေါ်မှာဖျားသခင်အသစ်တပံကောင်းကြီးပေးပါစေဒီကနေ့ဖတ်ရှုလိုက်တဲ့ကျမ်းစကားအတိုင်းပဲချစ်တော်မိသားစုများကျွန်ုပ်တို့နေထိုင်တဲ့ဒီလောကကဘာကြီးဟာခေတ္တခဏတာတည်တဲ့ယာယီတဲကဲ့သို့တနေ့ပျက်စီးပြောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။မျက်မြင်သက်သေအနေနဲ့ယခုကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ယာတိဥတုဖောက်ပြန်မှုကြီးတွေကိုကြည့်မယ်ဆိုရင်ကဘာကြီးဟာတဖြည်းဖြည်းနဲ့ဖောက်ပြန်ပျက်စီးလာတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ကျမ်းတစ်ချက်မှာလည်းကဘာမြေကြီးဟာပူအားကြီး၍အရေးကြိုးချင်းကိုခံရ၍ပျက်စီးလိမ့်မည်လို့မိန့်မာခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဒီကနေ့ကြားရတဲ့နှုတ်ကပတ်တော်အရာတော့ဒီဝါမြေကြီးဟာတဲ့ကျွန်ုပ်တို့လာရောက်တဲခိုရာယာယီတဲဖြစ်ပါတယ်လို့ခိုင်နှိုင်းဖော်ပြထားပါတယ်။ယာယီတဲဆိုတာကတော့မခိုင်မြဲပါဘူး။တနေ့ပြိုလဲပျက်စီးသွားမဲ့အရာပဲဖြစ်တယ်လို့ပြောသလိုပဲငါတို့မြေအိမ်ဆိုတဲ့လောကမြေကြီးနဲ့အတူကျွန်ုပ်တို့ရဲ့ခန္ဓာမြေကြီးဟာလည်းတနေ့ဒီလောကကနေထွက်ခွာသွားရမှာအမှန်ပဲဖြစ်ပါတယ်။တေချင်းတရားကိုမပြောချင်လို့ရပေမဲ့မကြုံချင်လို့တော့မရပါဘူးလူတိုင်းမွေးတဲ့နေ့ရှိသလိုတည်တဲ့နေ့လည်းရှိပြီးသားဖြစ်ပါတယ်ဒီလောကမှာထာဝရနေချင်လို့ဘယ်သူမှနေလို့မရပါဘူးတင်းနဲ့ကျွန်ုပ်ဟာလောကဧည့်သည်ပါပဲဒီလောကကဘာကြီးမှာမြေကြီးခန္ဓာနဲ့အနတ္တကိုကိုးစားပြီးအသက်ရှင်နေကြတဲ့သူတွေကြီးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့သတင်းကောင်းကတော့ကျွန်ုပ်တို့နေထိုင်တဲ့ဒီကဘာမြေကြီးနဲ့ခန္ဓာမြေကြီးပျက်စီးသွားမယ်ဆိုရင်တဲ့နောင်တမလွန်မှာလူလက်ဖြစ်မလုပ်သောဖယားသခင်ဖန်ဆင်းတော်မူသောနေဆထာဝရအိမ်တည်မြဲသောကောင်းကင်အိမ်တော်ရှိကြောင်းငါတို့သိကြ၏သင်လည်းသိပါတယ်တဲ့ကျွန်ုပ်လည်းသိပါတယ်တဲ့ဘာကြောင့်လဲဆိုတဲ့အခါမှာသင်နဲ့ကျွန်ုပ်ကိုဖယားသခင်ကသူ့ရဲ့ပုံသဏ္ဍာန်နဲ့အညီဝိညာဉ်ထည့်ပြီးဖန်ဆင်းထားခြင်းကြောင့်ပဲဖြစ်ပါတယ်သူရဲ့ပုံသဏ္ဍာန်ဒီဟူသောနေဆထာဝရတည်ခြင်းဆိုတဲ့သဘောလူမှာရှိသောကြောင့်လူတိုင်းဟာနေဆထာဝရတည်မြဲခြင်းကိုလိုလားကြပါတယ်ဘယ်လိုလူပဲဖြစ်ဖြစ်အနေဆဆိုတဲ့မတည်မြဲခြင်းကိုမကြိုက်ကြပါဘူးမအိုမနာမသေးတဲ့ခန္ဓာနဲ့ထာဝရတည်မြဲတဲ့နေဆထာဝရအိမ်တော်တနည်းအားဖြင့်ကောင်းရာမွန်ရာကောင်းကင်ဘုံကိုလူတိုင်းသွားချင်နေကြတဲ့သူတွေကြီးပဲဖြစ်ပါတယ်ထို့သောစိတ်သဘောလူတိုင်းမှာရှိသောကြောင့်ငါတို့သိကြ၏လို့ဖော်ပြထားတာဖြစ်တယ်လို့လူတိုင်းမှာဝိညာဉ်ရှိသောကြောင့်ဝိဆိုတဲ့အထူးနဲ့ညင်ဆိုတဲ့သိခြင်းပေါင်းဆက်ထားပြီးအထူးသိခြင်းဆိုတဲ့ဖျားရှာခြင်းလည်းလူတိုင်းမှာရှိကြပါတယ်မိမိကိုဖန်ဆင်းသောဖျားနေဆထာဝရတည်သောဖျားနေဆထာဝရအိမ်တော်ကိုပို့ပေးနိုင်သောဖျားကိုလူတိုင်းရှာကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုဖန်ဆင်းတော်မူသောဖျားသခင်ကလူသားများအားလုံးကိုယ်ထိလက်ရောက်အားဖြစ်တော်၎င်းနှုတ်အားဖြစ်တော်၎င်းနှလုံးသားအားဖြစ်တော်၎င်းပြစ်မှားမိကြလို့အပြစ်ရှိပြီးအာဟုသို့အကျိုးအပေကိုတိုးပြီးပျက်စီးခြင်းလာရမဲ့သူဖန်ဆင်းထားတဲ့လူသားများအားလုံးကိုသင်္ခါရမအစဉ်ထာဝရသို့ပို့ဆောင်ပေးပြီးမတည်မြဲတဲ့လောကမြေအိမ်ကနေနေဆထာဝရတည်သောကောင်းကင်အိမ်တော်သို့ရောက်ရှိဖို့ရန်အတွက်ယေရှုခရစ်တော်ဘုရားကလဝါကတိုင်မှာအသေးခံပြီးကျွန်ုပ်တို့အပြစ်ရှိသမျှကိုသူ့ရဲ့ဖြူစင်တဲ့အသွေးတော်နဲ့ဆေးကြောပြီးတင်းကြိုခြင်းကိုခံလျက်၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးငါကိုယုံကြည်သောသူသည်တေလွန်တော်လဲရှင်လိမ့်မည်ဟုမိန့်မာခဲ့သောဘုရားသခင်ဖြစ်သောကြောင့်ထိုယေရှုခရစ်တော်ဘုရားကိုသင်ရဲ့နှလုံးသားထဲမှာယုံကြည်ခေါ်ဖိတ်ပြီးသင်လိုချင်တောင်းတနေတဲ့တေချင်းရဲ့တစ်ဖက်မှာထာဝရအသက်ရှင်ခြင်းအကျိုးဒီဟူသောလူလက်ဖြင့်မလုပ်ဘဲဖယားသခင်ဖန်ဆင်းတော်မူသောနေဆထာဝရအိမ်တော်သို့ဝင်စားစံစားရဖို့ရန်အတွက်တင့်ကိုပျက်စီးခြင်းတဲ့ကရွေးနှုတ်ကယ်တင်ခဲ့ပြီးဖြစ်သောယေရှုခရစ်တော်ဘုရားကိုမိမိရဲ့ကယ်တင်ပန်းခြင်းအသက်သခင်ဖြစ်
ယုံကြည်လက်ခံရင်သင်္ခါရပျက်စီးခြင်းတရားတွေကနေအစဉ်ထာဝရအိုခြင်းနာခြင်းသေခြင်းကင်းမဲ့သောထာဝရအိမ်တော်သို့ကူးမြောက်သောဖရာသားသမီးများဖြစ်ကြစေဖို့ဒီကနေ့နှုတ်ကပတ်တော်လေးအနှဲငယ်အပြင်တည်င်းကောင်းဝင်ငါရင်ညီကုန်းချုပ်လိုပါတယ်ကြားနာကြတဲ့ယုံကြည်သူမိသားစုများအယောက်စီတိုင်းပေါ်မှာဖရာခင်အစ်စ်တပံကောင်းချီးပေးပါစေ